အားလုံးပဲမင်္ဂလာပါအတုံးအများဆုံးဖြစ်တဲ့ထိုင်းစာကြောင်းလေးတွေဒီနေ့နောက်ထပ်9ကြောင်းလေးလာမှာဖြစ်ပါတယ်เนาะခါတိုင်းလိုပဲတေချာလေးလိုက်လို့ပါလိုက်မှတ်ပါတကယ်လက်တွေ့အတုံးပြုနေအောင်စူးစမ်းပါဟုတ်ပြီเนาะအဆင်သင့်ဖြစ်ပြီဆိုရင်ကျွန်တော်တို့စပြီးတော့ကြည့်လိုက်ရအောင်ပထမဆုံးစာကြောင်းကပါလဲဆိုတော့အဲ့ဒီကိစ္စကိုမေ့လိုက်လို့ရပြီလို့ထိုင်းလို့ပြောချင်တယ်ဆိုရင်ลืมเรื่องนั้นไปได้แล้วလို့သုံးလို့ရတယ်เนาะลืมဆိုတာကမေ့တယ်เรื่องนั้นဆိုတာကအဲ့ဒီကိစ္စเนาะลืมเรื่องนั้นไปဆိုတာကအဲ့ဒီကိစ္စကိုမေ့သွားတယ်เนาะได้แล้วဆိုတာကရပြီတဘောကအဲ့ဒီကိစ္စကိုမေ့လိုက်လို့ရပြီဆိုတဲ့အတိတ်ပဲပါเนาะลืมเรื่องนั้นไปได้แล้วเป็นညမှာသုံးလို့ရတယ်ဆိုတော့ဥပမာအဖြစ်တယောက်ယောက်ကအတိတ်ကအကြောင်းကိုခဏခဏပြောနေတယ်ဒါမှမဟုတ်အရင်တော့အမားလုံမိခဲ့တဲ့အရာကိုခဏခဏပြောနေဆိုရင်ဟာအဲ့ဒီကိစ္စကိုမေ့လိုက်လို့ရပြီเนาะအဲ့လိုမျိုးပြောချင်တယ်ဆိုရင်ลืมเรื่องนั้นไปได้แล้วครับลืมเรื่องนั้นไปได้แล้วค่ะเห็นไหมအဲ့လိုမျိုးလေးတွေသုံးလို့ရတယ်နော်ဒုတိယစာကြောင်းကခုအခြေအနေကိုအရင်ပြောပြမယ်ပေါ့နော်ဥပမာအားဖြင့်ကိုမထင်ထားတဲ့ကိစ္စတစ်ခုခုဖြစ်သွားတယ်เนาะကိုမဖြစ်စေချင်တဲ့အရာတစ်ခုခုဖြစ်သွားတဲ့အခြေအနေမှာဆိုရင်ကျွန်တော်တို့ဘယ်လိုသုံးလို့ရတယ်ဆိုတော့ကျွန်တော်လည်းအဲ့လိုမျိုးမဖြစ်စေချင်ဘူးလို့ထိုင်းလို့ပြောမယ်ဆိုရင်ဘယ်လိုပြောလို့ရတယ်ผมก็ไม่อยากให้เป็นแบบนี้အဲ့လိုသုံးလို့ရတယ်เนาะผมก็ဆိုတာကကျွန်တော်လည်းပဲไม่อยากให้เป็นဆိုတာကမဖြစ်စေချင်ဘူးแบบนี้ဆိုတာကဒီလိုမျိုးဟုတ်ပြီเนาะผมก็ไม่อยากให้เป็นแบบนี้เลยကျွန်တော်လည်းဒီလိုမျိုးလုံးဝမဖြစ်စေချင်ပါဘူးအဲ့ဒီတဘောပါเนาะผมก็ไม่อยากให้เป็นแบบนี้เลยครับฉันก็ไม่อยากให้เป็นแบบนี้เลยค่ะဟုတ်ပြီเนาะไม่อยากให้เป็นเนาะမဖြစ်စေချင်ဘူးဆိုတဲ့အတိတ်ပဲเนาะผมก็ไม่อยากให้เป็นแบบนี้เลยရမယ်เนาะတတိယတိုင်ကြောင်ခုအခြေအနေကိုအရင်ပြောပြမယ်เนาะဥပမာအဖြစ်တယောက်ယောက်ကတခုခုကိုအခုမှပထမဆုံးတစ်ချိန်လှုပ်လို့သူကအမားလုံးမိတယ်ဒါမှမဟုတ်မလှုပ်ဘူးတဲ့အရာကိုပထမဆုံးတစ်ချိန်လှုပ်လို့အရန်ရှက်တယ်เนาะအဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာပေါ့เนาะကိုကဘာမှမဖြစ်ဘူးဒါကတကယ်ပုံတာမှန်ကိစ္စပဲပေါ့เนาะတဘောကအဲ့လိုမျိုးအမားလုံးမိတာအဲ့လိုမျိုးရှက်တာအဲ့လိုမျိုးကြောက်တာကဒါကပုံမှန်ကိစ္စပဲเนาะအရန်ပုံမှန်ကိစ္စပဲလို့ထိုင်းလို့ပြောမယ်ဆိုရင်เป็นเรื่องปกติมากเลยလို့သုံးလို့ရတယ်ဟုတ်ပြီเนาะဒီချာလီနာထောင်မယ်အသုံးများတယ်เนาะเป็นเรื่องปกติมากเลยเป็นဆိုတာကဖြစ်တယ်เรื่องဆိုတာကကိစ္စปกติဆိုတာကပုံမှန်တာမှန်เนาะတချို့လဲปกติလို့သုံးတယ်เนาะปกติရတယ်အဆင်ပြေတာနဲ့သုံးပါมากဆိုတာကအရန်ဟုတ်ပြီเนาะအဲ့တော့เป็นเรื่องปกติมากเลยเนาะဒါကလုံးဝအရန်တာမှန်ကိစ္စပါပဲပေါ့เนาะဥပမာအားဖြင့်တယောက်ယောက်ကပထမဆုံးတစ်ကြိမ်ပေါ့เนาะဒီအတန်းရှိမှာစကားပြောမယ်လူအများရှိမှာစကားပြောမယ်သူကကိုယ်လာပြောပြတယ်ပေါ့เนาะผมกลัวมากเลยသူအရန်ကြောက်တယ်လို့ကိုယ်လာပြောပြတဲ့အချိန်မှာကိုကไม่เป็นไรเป็นเรื่องปกติมากเลยဘာမှမဖြစ်တာကပုံမှန်ကိစ္စပါပဲဟုတ်ပြီလားဒါမှမဟုတ်တယောက်ယောက်ကပထမဆုံးတစ်ကြိမ်တစ်ခုလှုပ်လို့အမားလုံးမိသွားတယ်ဆိုရင်ไม่เป็นไรครั้งแรกเองเนาะဘာမှမဖြစ်ဘူးပထမဆုံးတစ်ကြိမ်ပဲเป็นเรื่องปกติมากเลยဒါကလုံးဝတာမှန်ကိစ္စပါပဲတွေ့လားအဲ့ဒီဟာကိုသုံးသပ်အောင်လဲလေ့ကျင့်ပေးပါเนาะเป็นเรื่องปกติมากเลยလေးချောင်းမြောက်ဥပမာအားဖြင့်သူများကတခုခုလှုပ်လို့ကိုလဲကျွန်တော်လဲစမ်းပြီးတော့လှုပ်ကြည့်ချင်တယ်အဲ့လိုမျိုးသုံးမယ်ဆိုရင်ဘယ်လိုပြောလို့ရလဲผมก็อยากลองทำดูเหมือนกันလို့သုံးလို့ရတယ်เนาะผมကျွန်တော်ก็လည်းပဲผมก็ကျွန်တော်လည်းပဲอยากဆိုတာကချင်တယ်ลองทำดูဆိုတာကစမ်းလှုပ်ကြည့်တယ်เนาะลองစမ်းတယ်ทำလှုပ်တယ်ดูကြည့်တယ်အဲ့တော့ลองทำดูစမ်းလှုပ်ကြည့်တယ်အဲ့တော့อยากลองทำดูဆိုတာကစမ်းလှုပ်ကြည့်ချင်တယ်ဟုတ်ပြီเนาะผมก็อยากลองทำดูကျွန်တော်လည်းစမ်းလှုပ်ကြည့်ချင်တယ်เนาะเหมือนกันဆိုတာကအတူတူဒါပေမဲ့ဒီနေရာမှာကျွန်တော်လည်းပဲအတူတူဆိုတဲ့အတိတ်ပဲပေါ့เนาะကျွန်တော်လည်းပဲဒီဟာကိုစမ်းလှုပ်ကြည့်ချင်တယ်เนาะเหมือนกันมาแท้แล้วအတိတ်ပဲကမကွာတော့ပါဘူးเนาะผมก็อยากลองทำดูเนาะแต่မဟုတ်ผมก็อยากลองทำดูเหมือนกันရမယ်เนาะအဲ့လိုလေးတွေသုံးလို့ရတယ်เนาะပြန်ပြောမယ်ผมก็อยากลองทำดูเหมือนกันฉันก็อยากลองทำดูเหมือนกันพี่ก็อยากลองทำดูเหมือนกันน้องก็อยากลองทำดูเหมือนกันအဲ့လိုလေးတွေသုံးပါนะနောက်ဆုံးတစ်ကြောင်းကထင်ထားတာတဲ့ပို့ပြီးတော့ကောင်းတဲ့ရလိုက်ရတယ်လို့ထိုင်းလို့ပြောမယ်ဆိုရင်ได้ผลดีกว่าที่คิดလို့သုံးလို့ရတယ်เนาะได้ရတယ်ผลဆိုတာကရလက်အမှန်ကအပြည့်ဆိုတော့ผลลัพธ์ဆိုတဲ့စကားလုံးကနေလာပေါ့เนาะဒါပေမဲ့ผลမဲ့သုံးလို့လည်းရတယ်ได้ผลရလက်ရတယ်ดีกว่าဆိုတာကပို့ပြီးတော့ကောင်းတယ်ဟုတ်ပြီเนาะดีဆိုတာကကောင်းတယ်กว่าဆိုတာကပို့ပြီးတော့အဲ့တော့ดีกว่าပို့ပြီးတော့ကောင်းတယ်ပဲထဲပို့ပြီးတော့ကောင်းတာလေที่คิดဆိုတာကစဉ်းစားထားတာတဲ့ဟုတ်ပြီเนาะတဘောကစဉ်းစားထားတာတဲ့ပို့ပြီးတော့ကောင်းတယ်ရလက်ရတယ်ပေါ့เนาะမြန်မာလို့ဆိုရင်ကျွန်တော်တို့အနောက်ကနေပါလာပြန်လာမှာ
ဟုတ်ပြီနော်ได้ผลดีกว่าที่คิดစဉ်းစားထားတာထက်ထင်ထားတာထက်ပို့ပြီးတော့ကောင်းတဲ့ရလက်ရပါတယ်ဆိုတဲ့အတိတ်ပဲပါနော်ဟုတ်ပြီဒါဆိုရင်ဒီ၅အကြောင်းကိုတေချာလေးရအောင်အသုံးပြုကြည့်ပါနော်အသုံးဝင်မယ်လို့ထင်ပါတယ်အနေနဲ့အများအကျိုးရှိမယ်လို့ထင်ပါတယ်နော်ကျွန်တော်တို့ရဲ့ page ကိုလည်း like and follow လေးအဆင်ပြေလုပ်ထားပေးပါဒီနေ့အတွက်ကတော့ဒီလောက်ပါပဲကျွန်တော်တို့မနေ့ပြန်ကြရင်ဒီလိုမျိုးပေါ့နော်ကောင်းကောင်းလေးထိုက်စကားကိုပြောတတ်ဖို့အတွက်အချိန်၄-၅လလောက်အချိန်ပေးရမယ်ထိုက်စကားပြောတီးတန့်အတန်းလေးကျွန်တော်တို့ချိန်ရပေးမှဖြစ်ပါတယ်တစ်ချက်တော့စောင့်ထားပေးပါနော်ဒီအတန်းကစာရထားတဲ့လူတွေအတွက်ပြင်ဆင်ထားတဲ့အတန်းဖြစ်ပါတယ်နော်လုံးဝပြောင်းလဲခြင်းနဲ့ထိုက်စကားပြောကိုဒီပါမှမရတဲ့အနေထားကနေကောင်းကောင်းလေးပြောတတ်ခြင်းနဲ့အနေထားတစ်ခုအထိရောက်ခြင်းနဲ့နှစ်မကုန်ခင်မှာပေါ့နော်အဲ့ဒီလူတွေအတွက်ပြင်ဆင်ထားတဲ့အတန်းလေးဖြစ်တဲ့အတွက်ကြောင့်တစ်ချက်တော့စောင့်ထားပေးပါနော်ဒီနေ့အတွက်ဒီလောက်ပါပဲဖုန် James စတင်นะครับ